ဒီစိန်ဟာရာစုနှစ်ပေါင်းများစွာကြာအောင်ဒဏ္ဍာရီတွေအာနာရှင်တွေအင်ပါယာတွေနဲ့ဆန်နွှဲနေတဲ့အဖိုးတန်ကြောင်မြေရတနာတစ်ခုဖြစ်ပါတယ်။ကိုဟီနူးစိန်ရဲ့မူလအစားဟာလျှို့ဝှက်နေပြီးဒဏ္ဍာရီတွေနဲ့ဖုံးလွှမ်းနေပါတယ်။အချို့ဒဏ္ဍာရီတွေရဒီစိန်ဟာအိန္ဒိယမှာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတွေ့ရှိခဲ့တဲ့ကြီးမားတဲ့ကြောက်တုံးကြီးတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုလို့ဆိုကြပါတယ်။ဒီဒဏ္ဍာရီတွေကိုတက်သေးဖြတ်ဖို့ခိုင်လုံတဲ့သမိုင်းမှတ်တမ်းတွေမရှိပေမဲ့ဒီစိန်ကိုဘလောက်ထိတန်ဖိုးထားကြရဲဆိုတာကတော့မယုံကြည်နိုင်စရာပါပဲ။ယုံကြည်ရလောက်တဲ့သမိုင်းမှတ်တမ်းရဒီစိန်ကို14ရာစုစောပိုင်းမှာအိန္ဒိယတောင်ပိုင်းကော်ကွန်ဒါဒေသကကိုလာမိုင်းတွင်မှာတွေ့ရှိခဲ့တာလို့ဆိုပါတယ်။အဲဒီအချိန်တုန်းကကမ္ဘာမှာအဲဒီမိုင်းတွင်ဟာစိတ်အများဆုံးထွက်ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။တူရကီမွန်ဂိုမင်းသားဘဘရဲ့မှတ်တမ်းမှာတော့1526ခုနှစ်မှာသူသိမ်းပိုက်ခဲ့တဲ့စိန်တလုံးအကြောင်းကိုဖော်ပြထားပြီးအဲဒီစိန်ဟာကိုဟီနူးဖြစ်နိုင်တယ်လို့ပညာရှင်အချို့ကယူဆကြပါတယ်။အဲဒီစိန်ကစိန်ရဲ့တန်ဖိုးဟာကမ္ဘာတဝန်းကလူတွေတရန်စာကွန်ကြစီရဲ့နှစ်ဝက်စာနဲ့ညီမျှတယ်လို့ဆိုပါတယ်။16ရာစုမှာတော့ကိုဟီနူးဟာမွန်ဂိုအင်ပါယာရဲ့လက်ထဲကိုရောက်ရှိခဲ့ပါတယ်။မွန်ဂိုအီဂရစ်ရှားဂျာဟန်ဟာနာမည်ကျော်ဒေါင်းပလင်ကိုဖန်တီးတဲ့အခါဒီစိန်ပါဝင်တန်ဖိုးမပြတ်နိုင်တဲ့ကြောင်မြေရတနာတွေကိုအသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။မွန်ဂိုရောဟာအိန္ဒိယကိုနှစ်ပေါင်းများစွာအုပ်စိုးခဲ့ပြီးသူတို့ရဲ့ကြွားချမ်းသာမှုနဲ့အာဏာကိုပြသတဲ့သင်္ကေတတစ်ခုနဲ့ဒီစိန်ကိုတန်မိုးထားခဲ့ကြပါတယ်။1939ခုနှစ်မှာပါရှားဘုရင်နာဒီအာရှာဟာအိန္ဒိယကိုကျူးကျော်ဝင်ရောက်ပြီးမွန်ဂိုတို့ရဲ့မြို့တော်ဒေလီကိုလူရက်ခဲ့ပါတယ်။သူဟာဒေါင်းပလင်ကိုပါရှားကိုယူဆောင်သွားခဲ့ပြီးကိုဟီနူးစိန်ကိုလည်းရရှိခဲ့ပါတယ်။နာဒီယာရှာဟာဒီစရဲတောက်ပမှုကိုမြင်တဲ့အခါပါရှာလိုအလင်းတောင်လို့အတိပ္ပယ်ရတဲ့ကိုဟီနူးဆိုတဲ့နာမည်ကိုပေးခဲ့တယ်လို့ဆိုပါတယ်။နာဒီရှာလို့ကြံခဲ့ရပြီးတဲ့နောက်မှာတော့ကိုဟီနူးဟာအခြားဘီယံတွေလက်ထက်ကိုအကြိမ်ကြိမ်ရောက်ရှိခဲ့ပြီးနောက်ဆုံးမှာတော့အာဖဂန်တွေရဲ့လက်ထက်ကိုရောက်သွားခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာအောင်ဒီစိန်ဟာအာဖဂန်အင်ပါယာရဲ့အမတ်သားတစ်ခုဖြစ်လာခဲ့ပါတယ်။19ရာစုအစောပိုင်းမှာတော့စစ်မဟာရာဇစ်ဖရန်ချစ်စင်ဟာကိုဟီနူးကိုရရှိခဲ့ပြီးသူ့ရဲ့အင်ပါယာရဲ့တမိုးအရှိဆုံးယတနာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဖရန်ချစ်စင်ဟာဒီစိန်ကိုအမြဲလိုလိုဝတ်ဆင်လေးရှိပြီးနိုင်ငံတော်ခန္ဓာတွေမှာသူ့ရဲ့အာဏာနဲ့ကြွားမှုကိုပြသဖို့အသုံးပြုခဲ့ပါတယ်။သူဟာသူ့ရဲ့ဒီစိန်ကိုပန်ချက်မှာရှိတဲ့ဇက်ကန်နာထနတ်ကုန်းကိုလူဒန်းဖို့ရေးသားခဲ့ပေမဲ့ဗြိတိရှားတို့ကအဲ့ဒီသေတန်းစာဟာတရားမဝင်ဘူးလို့သတ်မှတ်ခဲ့ပါတယ်။1849ခုနှစ်မှာဗြိတိရှားတို့ဟာဒုတိယအင်္ဂလိပ်စစ်ပွဲကိုအနိုင်ရရှိခဲ့ပြီးပန်ချက်ဒေသကိုသိမ်းပိုက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆယ်နှစ်သားရွယ်စစ်မဟာရစ်ဒူလစ်စင်ကိုဗြိတိရှားတို့ကကိုဟီနူးစင်ကိုအင်္ဂလန်ဘုရင်မဗစ်တိုရီယာကိုပေးအပ်ဖို့ဖိအားပေးခဲ့ပါတယ်။1854ခုနှစ်မှာမင်းသားဒူလစ်စင်ဟာအခြားဖို့တန်ပစ္စည်းတွေနဲ့တူဒီစင်ကိုအင်္ဂလန်ကိုယူဆောင်သွားခဲ့ပါတယ်။အိန္ဒိယလူမျိုးတွေအတွက်ကတော့ဒီစိန်ဟာသူတို့ရဲ့အချုပ်အခြာအာဏာနဲ့ယဉ်ကျေးမှုရဲ့သင်္ကေတတစ်ခုဖြစ်ပြီးဗြိတိရှားတို့ရယူသွားတာကိုနာကျင်စွာခံစားခဲ့ကြရပါတယ်။အင်္ဂလန်ကိုရောက်ရှိပြီးတဲ့နောက်မင်းသားအယ်ဘတ်ဟာကိုဟီနူးရဲ့မူလပုံသဏ္ဍာန်ကိုသိပ်ပြီးမကြိုက်ခဲ့ပါဘူး။ဒါကြောင့်1852ခုနှစ်မှာစိန်ရတောက်ပမှုကိုပုံမကောင်းမွန်အောင်ပြန်လည်ဖျက်တောက်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒီလိုပြန်လည်ဖျက်တောက်မှုကြောင့်စိန်ရဲ့အလေးချိန်ဟာ186ကာရက်ကနေ105.6ကာရက်ထိလျော့ကျသွားခဲ့ပါတယ်။ပြန်လည်ဖျက်တောက်ပြီးတဲ့နောက်မှာကိုဟီနူးကိုဗြိတိရှားဘုရင်မလည်းပြန်လည်ဖျက်တောက်ပြီးတဲ့နောက်မှာကိုဟီနူးကိုဗြိတိရှားဘုရင်မရဲ့လက်ဝဲရတနာတွေထဲမှာထည့်သွင်းခဲ့ပါတယ်။နောက်ပိုင်းမှာဘုရင်မရဲ့တရဖူမှာတက်ဆင်ခဲ့ပါတယ်။ခုခါမှာတော့ဒီစိန်ဟာဘုရင်မအဲလီဇဘက်နဲ့ရဲ့မိခင်ဖြစ်တဲ့ဘုရင်မမယ်ရီရဲ့တရဖူရဲ့အလဲမရှိပြီးလန်ဒန်မြို့စင်မှာအခြားတော်ဝင်ရတနာတွေနဲ့အတူပြသထားပါတယ်။ကိုဟီနူးစိန်နဲ့ပတ်သက်ပြီးလူသိများတဲ့တနာရီတစ်ခုကတော့ကိုဟီနူးရဲ့ကျိန်စာဆိုတာပါပဲ။ဒီတနာရီရဒီစိန်ကိုပိုင်ဆိုင်တဲ့အမျိုးသားတိုင်းဟာကန်ဆယ်မှုမောင်ကြောက်မှုတွေနဲ့ရင်ဆိုင်ရပြီးအမျိုးသမီးတွေသာဘေးကင်းလုံခြုံစွာပိုင်ဆိုင်နိုင်တယ်လို့ဆိုပါတယ်။တမိုင်းကိုလေ့လာကြည့်ရင်ဒီစိန်ကိုပိုင်ဆိုင်ခဲ့တဲ့အမျိုးသားအုပ်စုသူအများပြားဟာအကြမ်းဖက်မှုတွေရာဇပလင်ကဖေရှားခံရတာတွေနဲ့အခြားသောကန်ဆယ်မှုတွေနဲ့ကြုံတွေ့ခဲ့ရတာကိုတွေ့နိုင်ပါတယ်။ဒါပေမဲ့ပညာရှင်တွေကတော့ဒီတနာရီဟာ19ရာစုမှာဗြိတိရှားတွေကစိန်ကိုပိုင်ဆိုင်မှုကိုတရားမျှတအောင်လုပ်ဖို့တည်တွင်ခဲ့တာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ကိုဟီနူးစိန်ကိုအိန္ဒိယကိုပြန်ပေးဖို့တောင်းဆိုမှုတွေဟာအိန္ဒိယလွတ်လပ်ရေးရပြီးတဲ့ချိန်ကစလို့အဆက်မပြတ်ဖြစ်ပေါ်နေခဲ့ပါတယ်။အိန္ဒိယဆိုရကဒီစိန်ဟာသူတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီးပြန်လည်ရရှိဖို့တရားဝင်အခွင့်အရေးရှိတယ်လို့ဆိုပါတယ်။
ဒါအပြင်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကလည်းသမိုင်းကြောင်းရသူတို့ပိုင်ဆိုင်ခဲ့ပူတဲ့ဆိုပြီးဒီစိန်ကိုပြန်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့လည်းဗြိတိရှအစိုးရကတော့ဒီတောင်းဆိုမှုတွေကိုပယ်ချခဲ့ပြီးကိုဟီနူကိုဗြိတိရှတို့ကတရားဝင်ရရှိခဲ့တာဖြစ်တယ်လို့ပြောဆိုပါတယ်။သူတို့ကဒီစိန်ဟာလူရက်ခံခဲ့ရတာမဟုတ်ပဲစာချုပ်စာတမ်းရပေးအပ်ခဲ့တာဖြစ်တယ်လို့ဆိုကြပါတယ်။ဒါကြောင့်ဒီစိန်ရဲ့တရားဝင်ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့အငြင်းပွားမှုဟာယနေ့အထိဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ကိုဟီနူစိန်ဟာရိုးရိုးကြောင်းမြင့်ရတနာတစ်ခုထက်မကပါဘူး။ဒါဟာအာနာအင်ပါယာစစ်ပွဲလူရဲမှုနဲ့နိုင်ငံအငြင်းပွားမှုတွေရဲ့တမိုင်းကြောင်းကိုသယ်ဆောင်ထားတဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။သူရဲ့ရှိလျားပြီးရှုပ်ထွေးတဲ့တမိုင်းကြောင်းဟာကမ္ဘာသမိုင်းရဲ့အရေးပါတဲ့အခမ်းကဏ္ဍတစ်ခုကိုထင်ဟပ်စေပါတယ်။